အားလုံးပဲမင်္ဂလာပါရှင်မမီကေရဲ့မိဖို့ကြောင့်လေးကနေကြိုဆိုပါရနော်ဒီနေ့သမီးကြီးရဲ့ day 7ကြောင်ထမင်းညံလေးအတွက်ကတော့စက်သားနုံနုံလေးကိုစက်သားနုံနုံဆင်ပြီးတော့ပြောင်းကော်မုံလေးရဲ့အကြောင်းမုံလေးရဲ့ပေါ့နော်ထည့်ပြီးတော့စက်သားပြားကြော်လေးလုပ်ပြီးတော့ကျွေးမယ်ပေါ့နော်ရင်းဆုံးစက်သားလေးကိုနုံနုံဆင်ပြီးတော့ပြောင်းကော်မုံရဲ့အကြောင်းမုံရဲ့ကျဲဥရဲ့စက်သားမှုံလေးကိုထည့်ပြီးတော့နေပါမယ်ပေါ့နော်ငရုတ်ကောင်းမုံထည့်ရင်တော့ပုံမွေးတော့ပေါ့နော်ဒါပေမဲ့ကလေးကငရုတ်ကောင်းမုံမကြိုက်တဲ့အတွက်ငရုတ်ကောင်းမုံမထည့်ပဲနဲ့ကြော်မယ်ပေါ့နော်ခုဆိုရင်တော့စကြော်ပါပြီရှင်စက်သားပြောကြော်လေးကလေသူစားကျင်နေဆိုလို့သာလုပ်ပြီးလဲရတာတကယ်တော့စက်သားဟင်းလက်ချက်အောင်မှာဆိုတော့လေဒီနေ့ချက်စလက်ရှင်ဖြစ်နေရပါတော့ဒါမနက်ပိုင်း breakfast အတွက်ပါသူတို့တခါလေးရောပြီးတော့ကျွေးမှာပေါ့နော်ဒီဟင်းကိုပဲကဲတို့အရင်လေဓမင်းညံစားတဲ့မိသားစုဆိုတော့လေဓမင်းညံအတွက်ကိုဘာနဲ့စားမလဲဆိုတော့စက်သားပြားကြော်ပဲလုပ်ပေးတယ်ဆိုတော့စက်သားပြားကြော်ပဲကျွေးလိုက်တယ်ပေါ့နော်ဟိုဘက်မှာမြင်နေရတဲ့ကြောင်ရိုးပကံလေးတွေအဲ့ဒါမနှက်စားအတွက်ပေါ့နော်ဟိုဘက်ကကျတော့သူကြောင်ထမင်းညံအတွက်ပေါ့နော်ဒါကတော့စက်တနီချက်လေးချက်ဖို့တော့ပြင်ဆင်နေရပါတော့ဒါကတော့အိမ်စားဖို့အတွက်ဟင်းစားလေးပေါ့ကဲခုဆိုရင်တော့ပဲငပြားကြီးလေးထည့်လိုက်မယ်စက်သားဟင်းကတော့လေးချက်ရတာဘာမှမထူးဆန်းနေဘူးဆိုတော့ပါဝင်ပစ္စည်းတွေမပြောတော့ဘူးနော်ဒါလေးကလေအာလူပေါင်းလေးကိုပြန်ပြီးတော့ကြော်မယ်ပေါ့နော်အာလူပေါင်းကြော်လေးလုပ်ပေးမှဖြစ်တဲ့အတွက်အာလူပေါင်းထားတာလေးတွေကိုဂျုံမှုန့်နေပြောင်းကောက်မှုန့်နေနဲ့နေပြီးတော့ပုံလေးဖော်မယ်ပေါ့နော်အရင်ဆုံးအချိုငန်းလေးထည့်ပြီးတော့ပြောင်းကောက်မှုန့်နေနဲ့နေပြီးတော့ဆိုရင်အလုံးလေးတွေလုံးနေပေါ့နော်အလုံးလေးတွေကိုတေချာလေးလုံးပြီးတော့ခဏလေးနှက်ထားမယ်ပေါ့နော်အရာတောင်ဝင်တော့နှက်ပြီးတော့တာနဲ့အသေးပုံစံလေးဖော်ပြီးတော့ကြေကြော်ပေးတယ်ပေါ့နော်ကြော်တာဒီတိုင်းအလုံးတိုင်းလဲကြော်လို့ရတယ်ဒါပေမဲ့သူကပုံလေးဖော်ပေးပါတယ်ဆိုတော့ကေကအသေးပုံလေးဖော်ပေးလိုက်တယ်ပေါ့နော်သမီးရဲ့တောင်းဆိုမှုရအသေးပုံလေးဖော်ပေးလိုက်တယ်ရှင်ကဲအသေးပုံလေးပေါ်သွားပြီပေါ့နော်အရင်ဆုံးထမင်းပေါင်းထဲမှာထမင်းချက်နေတန်လန်ကိုအာလူလေးကိုအစိတ်စိတ်လေးလုပ်ပြီးတော့ထည့်ပေါင်းလိုက်တယ်ပေါ့နော်ပေါင်းပြီးတော့ဒါစီနှစ်ခုကြော်နေပြီပေါ့နော်ခလေးကလေအစားကြီးများတဲ့ကလေးတွေမှာတော့မပါဘူးပေါ့နော်ဒါပေမဲ့အဲ့လိုအစမ်းပြားလေးရဲ့အထွေထူးလေးတွေကိုသူကတောင်းဆိုတက်တယ်ပေါ့အဲ့တော့ဟင်းကြီးမများပေမဲ့လည်းကိုကအချိန်ပေးပြီးသူကိုလှုပ်ပေးဖြစ်တယ်ပေါ့နော်ပို့ပြီးတော့စားဝင်အောင်စားကောင်းအောင်ဆိုပြီးတော့ခုဆိုရင်တော့အာလူကြော်လေးရလည်းရပြီပေါ့နော်အာလူပေါင်းကြော်လေးရလည်းရပြီအသေးပုံလေးစစ်စရာကောင်းတယ်နော်ကလေးမပြောနဲ့လူကြီးတောင်စားခြင်းနဲ့ရှင်ဟိုကနှုတ်ခွဲကြော်တာပေါ့နော်အာလူမောင်လေးကများတယ်ဆိုတော့လေဒီထမင်းညံလေးအတွက်ကလေကဲအတွက်ကထူးထူးမဟုတ်ပေမဲ့ဟင်း၃မျိုးချက်ရတာပေါ့နော်စက်သားပြားကြော်ရဲ့အာလူပေါင်းအသေးပုံကြော်လေးရဲ့ပြီးတော့စက်သားဟင်းပေါ့နော်လူကြီးတွေစားဖို့အတွက်ကစက်သားဟင်းလေးရဲ့ပေါ့သမီးငယ်လေးကကြတော့လေဘာမှမတောင်းဆိုတတ်သေးတော့သူ့မမကိုလှုပ်ပေးတဲ့ဟာတွေကိုပဲသူ့ကိုကျွေးလိုက်ရုံပဲပေါ့ဘာမှလည်းအစာကြီးမများတဲ့ကလေးလေးတွေဆိုတော့လေဘာလို့ကြွေဘာလာလာတောင်းပြီးတော့အကုန်အောင်စားတယ်ပေါ့နော်မနက် breakfast အတွက်ကိုလည်းအခုအဲဒီစက်သားပြားကြော်လေးရဲ့အာလူပေါင်းကြော်လေးရဲ့နဲ့ပဲသူတို့ကျွေးလိုက်တယ်နေခင်းကိုလည်းသူတို့အဲ့ဒါလေးနဲ့ကျွေးမှာပေါ့စက်သားဟင်းစားခြင်းနဲ့ဆိုလည်းစက်သားဟင်းလေးနဲ့ကျွေးလိုက်မှာပေါ့ကဲအခုဆိုရင်တော့မမီကေရဲ့မိဖို့ကြောင့်လေးကအကောင်လုံးပြင်ဆင်လုပ်ပြီးပြီဆိုတော့ကြောင်ထမင်းညိုင်အတွက်ကိုအဖုံလေးတွေဖုံပြီးတော့သမီးအတွက်ကိုအစင်သင်လေးလုပ်ပေးလိုက်ပါအောင်မယ်ရှင်အစိုးရထားပြီးတော့လေပြင်ဆင်ချက်ပြုတ်ထားတာဖြစ်တဲ့အတွက်သမီးလေးထမင်းစားကုန်ရင်ပဲကျဉ်နှက်လာပါပြီပေါ့နော်အဆုံးတိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်